မင်္ဂလာပါကျွန်တော်ပြန်လာပါပြီကျွန်တော်လည်းမို့မြန်မာမှာကိုရင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရင် series ကကျွန်တော်တို့စိန်တပွင့်ရဲ့အရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်ကာလာနဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်လူချင်းမျိုးအနေနဲ့ဝယ်ရွက်နေရမှာပဲအသုံးချဖို့အသုံးတဲ့တဲ့အချက်လေးကိုကျွန်တော်ပြောပြပေးခဲ့ဖြစ်ပါတယ်ဆိုတော့အခုလာမယ့် series မှာကျွန်တော်တို့ဇောနာကလိုမျိုးပဲအရေးကြီးတဲ့အချက်တွေကတစ်ချက်ဖြစ်တဲ့ကျွန်တော်စိန်တပွင့်ရဲ့တက်ဆွေမှုနဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်ဆက်လက်ပြီးတော့ဝေမျှပေးသွားမှာဖြစ်ပါတယ်ဆိုတော့လူချင်းမျိုးအနေနဲ့ကျွန်တော်စိန်တပွင့်ဝယ်ရွက်နေမှာထဲသိမ်းစဉ်းစားမယ့်အရေးကြီးတဲ့အချက်တွေကတစ်ချက်ဖြစ်တယ်ဆိုတော့အဲ့စင်ပွင့်မှာကျွန်တော်အနာပါနေတာဆိုတော့အနာပါနေရင်ဘလို့အနာမျိုးပါနေလဲဆိုတော့ပါဝင်တဲ့အနာရဲ့အခြေအနေကဒီစင်ပွင့်ရဲ့အလားပါနဲ့ durability လို့ခေါ်တဲ့ကြာရှည်ခံနိုင်စွမ်းပုံကိုထိခိုက်နေတာဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော်စိတ်တပွေရဲ့အနာဆိုတာပါလေသူတို့ဘယ်လိုဖြစ်တည်လာပြီးတော့ဘယ်လိုမျိုးစားတွေရှိရဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကြည့်ပြကျွန်တော်အရင်ဆုံးအနေနဲ့ဒီအနာစာဆိုပြီးတော့သုံးနေတဲ့ဟာကိုကျွန်တော်ခဏရက်ထားလိုက်ရအောင်။ Energy professional စတဲ့လေးပေါ့ဗျာ။ဆိုတော့ဒီစိတ်တပွေမှာပါတဲ့အနာစာကိုကျွန်တော်ဒီစိတ်ပညာမှာ clarity greater basis ဆိုပြီးကျွန်တော်ခေါ်ပါတယ်။ဆိုတော့လူကြီးများအားလုံးသိပြီးသားအတိုင်းပဲကျွန်တော်စိတ်ဆိုတာကဘာမြင်မျက်နှာပြင်အောက်မှာကျွန်တော်ပြင်းထန်တဲ့အပူချိန်နဲ့ဖိအားအပေးခံရချိန်မှာစိတ်ဖြစ်ပေါ်ပါတယ်။ဆိုတော့အဲ့လိုဖြစ်နေတဲ့ပတ်ဝန်းကျင်မှာတခါတလေဖြစ်ပေါ်နေနေပဲအဲ့ဒီပတ်ဝန်းကျင်အနီးနားမှာရှိတဲ့ element လေးတွေငုံမိတာမျိုးဆိုတော့တခါတလေမှာဒီ carbon atom ကပဲကျွန်တော်ဒီအပူချိန်ပြောင်းတာတွေဖိအားပြောင်းတာတွေအတွက်ကြောင့်ကျွန်တော်ဒီစိတ်ထဲမှာ category deficit တွေကျွန်တော်ဖြစ်ပေါ်တတ်ပါတယ်။ဆိုတော့အဓိကအပြင်ကျွန်တော်နှစ်ပိုင်းတွေ့ရပါတယ်ဆိုတော့ပထမတစ်ပိုင်းကစိတ်ရဲ့အတွင်းဘက်မှာဖြစ်တဲ့အနာအစာတွေအားလုံးကိုကျွန်တော်တို့က inclusion လို့ခေါ်ပါတယ်ဆိုတော့ဒီအတွင်းပိုင်းမှာမဟုတ်ပါဘူးစိတ်မျက်နှာပြင်ရနေတခါလေကျွန်တော်အတွင်းဘက်ကိုထိုးဝင်နေတဲ့အရာတွေအားလုံးကိုလည်း inclusion လို့ပဲသတ်မှတ်ပါတယ်ဆိုတော့နောက်တစ်ပိုင်းကတော့ကျွန်တော်စိတ်မျက်နှာပြင်မှာဖြစ်တဲ့ပုံရပဲ့ရတွေချစ်ရပြရတွေအားလုံးကိုကျွန်တော်တို့က blemish ဆိုပြီးခေါ်ပါတယ်ဆိုတော့နှစ်ပိုင်းမှာ inclusion နဲ့ကျွန်တော်တို့ blemish ပါဆိုတော့ဒါကတော့ကျွန်တော် inclusion ပုံပဲဖြစ်ပါတယ် inclusion မျိုးသားအများကြီးရှိပါတယ်ဆိုတော့ဒါတော့ကျွန်တော်စိတ်ညက်တဲ့ဒီပုံမှာတွေ့ရချစ်ရပြူရလေးကိုခေါ်တယ် blemish ဖြစ်ပါတယ်ဆိုတော့ဒီစိတ်တစ်ပွင့်မှာပါဝင်တဲ့ clarity greater basis ဆိုတာကျွန်တော်တဘာဝတိုင်းဖြစ်ပေါ်လာတဲ့စိတ်နဲ့ဘလို့မှကျွန်တော်ခွဲခြားလို့မရပါဘူးဆိုတော့ဒီအတွင်းမှာအပြင်မှာအနာစာလုံးဝမပါတဲ့စိတ်ဆိုတာကျွန်တော်တို့ဘယ်လောက်တောင်ရှားပါလဲဆိုလို့ရှိရင်ဆိုတော့တစ်ခါတလေမှာပြတဲ့တဲ့ကိုထည့်ပြီးတော့လေလံတီမီရောင်းချတဲ့အဆင့်တွေကိုရှားပါပါတယ်ဆိုတော့အဲ့လိုအဆင့်တွေရှိပါတယ်ဒါပေမဲ့အရင်ရှားပါပါတယ်ဆိုတော့ clarity greater basis ဆိုတာလေကျွန်တော်ဒီတဘာဝစိတ်နဲ့သူ့ဘာစိတ်တနည်းအားဖြင့် synthetic diamond တွေကိုခွဲခြားတဲ့နေရာမှာထည့်သွင်းစဉ်းစားတဲ့အချက်တွေတစ်ချက်လည်းဖြစ်ပါတယ်ဆိုတော့ဒါကြောင့်လည်းဒီတဘာဝတိုင်းဖြစ်ပေါ်လာတဲ့စိတ်တစ်ပွင့်မှာဒီ clarity greater basis လို့ခေါ်တဲ့အနာအစာတွေကအဲ့ဒီစိတ်ပွင့်ကိုထူးခြားစေတဲ့အချက်ပဲဖြစ်ပါတယ်ဒါတို့ပေမဲ့ကျွန်တော်ဗီဒီယိုရဲ့အရှိမပြောခဲ့သလိုကျွန်တော်တို့အနေနဲ့စိတ်ရဲ့အလှပနဲ့ကြာရှည်ခံနိုင်စွမ်း durability ကိုမထိခိုက်ဖို့လိုအပ်ပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါတော့ကျွန်တော် Grand Time 1ကနေတင်ဆက်တဲ့စိတ်မှာပါဝင်တဲ့အနာဆိုတာဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့ဆက်လက်ပြီးလဲကျွန်တော်လူချင်းမျိုးအနေနဲ့သင်ဝေရင်းနေရာမှာတီးထိုက်တဲ့စိတ်ရတက်စင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ဆက်ပြီးတော့ share လုပ်သွားပါဦးမယ်ကျွန်တော်ဝေမျှသွားပါဦးမယ်ကျွန်တော်ဒီ Grand Time မှာတော့တဘောအစိမ်မျိုးကလာအဆင့်ပေါင်းစုံတက်စင်မှုအဆင့်ပေါင်းစုံစိုက်ပေါင်းစုံကိုအာမခံချက်အပြည့်နဲ့ရောက်ချပြီးလေရှိပါတယ်ဆိုတော့ဒါအပြင် GI 7ပိုင်းစင်ပွင့်တွေကိုအာမခံချက်အပြည့်နဲ့လက်ရည်လက်ရောက်ချပြီးလေရှိပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်လှပပြီးတော့တန်ဖိုးနဲ့ထိုက်တဲ့ရတနာလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေ Grand Time မြန်မာမှာကိုရင်းရင်ပါ For those who want